မင်္ဂလာပါဒီနေ့အိမ်မှာနေ့လယ်ဘက်ဂွေးချိုတီးတုပ်စားပါမယ်မနေ့ကဂွေးချိုတီးနေအမအပင်ကနေပြီးတော့ခူးလာလို့ရတာအဲ့ဒါနှစ်တွဲခူးလာတာပေါ့ရတဲ့ဟာဒီနေ့အတုပ်တုပ်စားပါမယ်ငပိထဲ့တယ်ဂွေးချိုတီးလေးတေးစားလုပ်ပြီးသွားလို့ရှိရင်ရှုံမုံလေးတော့နည်းနည်းထဲ့တုပ်တယ်ပေါ့နော်စားလေးထဲ့တယ်ဒါကငပြာရည်နဲ့ငရုတ်သီးနဲ့ဖြော်ထားတဲ့ဟာကိုထဲ့တယ်ဒါကတော့မင်းတို့ရွှေပစွန်ကြောက်ကအမုံကြီးတွေထထထွက်တဲ့ဟာလေးတွေကိုမင်းအဲ့ဒါလေးနဲ့ထဲ့တုံမယ်မှုေးနေပြီအနက်အဲ့ဒီနေရာမှာလေပစွန်ချောင်းမှုန့်နဲ့ဂွေးချိုသီးနဲ့ငပိအနက်နဲ့လည်းမှုေးနေပြီကဲငရုတ်သီးအဆက်ကကြတော့ငရုတ်သီးစိမ့်လေးနည်းနည်းလေးညှက်ထည့်လိုက်တယ်ကဲတုပ်ပြီးပါပြီအနက်လေးမှုေးပြီးတော့တရေကျနေပြီမတို့ကဲအဲ့ဒါလေးကိုပကံနဲ့ပြောင်းပြီးတော့ထည့်လိုက်ပါမယ်ဒါနေ့လေလေဒီနေ့နေ့လေအိတ်ရှင်ပြေတုပ်စားတာပေါ့ဂွေးချိုတီးတုပ်စားတာဂွေးချိုတီးကိုလေအခွန်လေးတွေနှွာပြီးတော့ဟိုစိတ်တီစိတ်ပေါ့နော်အဲ့လိုမျိုးဓားလေးနဲ့လိုက်ပေါက်ပြီးတော့ပေါက်ထားတာကြည့်အောင်စားကြပါဦးမတို့ကြည့်နေဟိုတရေတောင်ယူလာပြီကဲအဲ့ဒါကူတုပ်ပြီးပြီဆိုတော့အင်ရှင်မာမိသားစုလိုက်ထိုင်ပြီးတော့စားကြပါမယ်ထမင်းနဲ့စားတဲ့သူကစားတယ်ဟိုမှာမေးတောင်စားနိုင်တယ်ဂွေးချိုတီးကိုဒါကအိမ်ကမမကြီးထမင်းနဲ့ဒီမှာကြည့်အောင်နေ့လေအိတ်ရှင်ပြေစားနေကြတာအမစားကြပါအောင်ရှင်